ပျောက်ဆုံးသွားသောကလေးနှင့်ဝိညာဉ်တော်နေမင်းကြီးသည်တောင်တန်းများနောက်တွင်အကြာကြီးလျှောကျနေပြီးကောင်းကင်ကိုမဲနယ်နှင့်ငွေရောင်ဖြင့်ခြေတထားသည်တောအုပ်ဟောင်း၏အလဲဗဟိုတွင်အေလိမီရှိကလေးလေးတယောက်တယောက်တည်းလျှောက်သွားကာစုပ်ပြက်နေသောအင်ကြီးအစွန်းများကိုသူ့လက်သေးသေးလေးဖြင့်စုပ်ကင်ထားသည်သူ့ရွာ၏ပွဲတော်မီးရောင်များသည်ယခုညတွင်အဝေးမှလင်းလက်တောက်ပနေခဲ့သည်အေလိသည်တစ်ပင်များစီသို့မှိတ်တုပ်အလင်းတန်းကိုပြေးလိုက်သည်သူထင်ထားသည့်ပိုးဆုံးကျူးလေးဟုထင်ရသည့်ရေမောဖွယ်အလင်းရောင်သို့သောသူပို၍နှက်ဆိုင်စွာစွန့်စားလိုက်သောအခါတွင်တစ်တော်များထူထပ်လာကာရင်းနှီးသောလမ်းများသည်ထူဆန်းသောမှောင်မိုက်သောလမ်းစင်ကြံများဖြစ်သို့ပြောင်းလဲသွားကြသည်မျက်ရည်များကသူ့မျက်လုံးများကိုမှုန်ဝါးစေကာအကြောက်တရားများကအေးဆက်သောလက်ကဲ့သို့သူ့ရင်ဘတ်ကိုရစ်ပတ်ထားသည်မင်္ဂလာပါခေါ်လိုက်သူ့အတန်ကတုန်နေတဲ့အဲ့ဒီမှာတယောက်ရှိလားပင်များကြားတွင်ပေါ်လာသည်အသွင်သဏ္ဍာန်အပြည့်ရှိသောလူသားမဟုတ်သောသားရဲတကောင်မှထွက်မလာခဲ့ပေအရက်ရှည်ရှည်တွေ့ရသောမျက်လုံးများနှင့်လေထဲတွင်မြူကိုးများကဲ့သို့လွင့်နေသောသပင်များနှင့်ပုတ်နေသောလာကြောက်ကဲ့သို့မျက်လုံးများရှိသည်အေလိသည်အေးခဲသွားပြီးသူ၏လဲချောင်းထဲတွင်အသက်ရှုကျက်လာသည်ဘသူလဲမင်းကဘသူလဲအယုတ်ကဒူးထောက်ထိုင်ချလိုက်ပြီးသူ့အတန်ကညဘက်မှာပဲ့တင်ထက်နေတယ်ကျွန်တော်ကရပါဒီတော့အုပ်ရဲ့ဝိညာဉ်ပါမင်းကအိမ်နဲ့ဝေးတယ်ကလေးလေးအလေးကခေါင်းညိတ်ပြီးမျက်လုံးတွေကိုတုပ်လိုက်တယ်ငါပျောက်သွားပြီးလေးရအကြည့်သည်ပျော်ပြောင်းလာပြီးနှုတ်ခမ်းပေါ်မှဝမ်းနေသောအပြုံးတစ်ခုကလေးကဒီကိုရှောက်သွားနေတာနှစ်တွေကြာခဲ့ပြီးလာခဲ့ငါမင်းကိုလမ်းပြမယ်သူတို့သည်လာရောင်လမ်းများတစ်လျှောက်ရှောက်လာခဲ့ကြပြီးဝိညာဉ်၏အလင်းရောင်များကသူတို့လမ်းကိုတောက်လျှောက်လာခဲ့ကြသည်သူတို့ခရီးသွားစဉ်လေရာသည်တောတောင်၏ပုံမြင်များကြားခဲ့ဘူးသမျှနာမည်တိုင်းကိုမှတ်မိသည့်မြေ၏လျှို့ဝှက်ချက်ကိုတိုးတိုးပြောသောရှေးတစ်ပင်များအကြောင်းပြောပြသည်သို့တော်လေရာ၏အတန်တွင်ဝမ်းနည်းမှုကိုအလိုက်သတိပြုမိသည်ဘာလို့ဒီလောက်ဝမ်းနည်းနေတာလဲသူကမေးတယ်လေရာကတုံဆိုင်နေပြီးအရင်တုန်းကငါကဒီမြေကိုအုပ်ထိန်သူပါကလေးတယောက်တောထဲကိုလမ်းလွဲသွားဘူးတယ်သူတို့ကိုကာကွယ်မယ်လို့ကတိပေးခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးကလေးကဆုံးပါသွားပြီးမအောင်မြင်တာကြောင့်ဒီတစ်တော်မှာထာဝစဉ်လှည့်လည်သွားလာဖို့ချီနှောင်ထားခဲ့တယ်အရင်ကတက်နိုင်သလောက်မထွက်နိုင်သေးဘူးအကလက်သေးသေးလေးသည်စမ်းထွက်ကလေရလက်ကိုကင်လိုက်သည်ဒါပေမဲ့မင်းကငါ့ကိုကူညီနေတာမင်းရဲ့ကတိကိုအခုထိန်းနေတယ်လို့ဆိုလိုတာမဟုတ်ဘူးလားကျဲလင်းတစ်စက်ကဲ့သို့မျက်ရည်တစ်စက်သည်လွေရာဤပါးပြင်ပေါ်သို့ကျဆင်းသွားသည်ဖြစ်ကောင်းဖြစ်မယ်အဝေးကအေလီ၏ရွာမီးရောင်များလင်းထိန်နေသောရှင်းလင်းရေးတစ်ခုသို့ရောက်ရှိသွားကြသည်အိမ်ပြန်လန်းကသူ့ရှေ့မှာပွင့်နေတယ်ငါမင်းကိုထပ်တွေ့မလားအေလီကမေးတယ်လေရာကပြုံးလိုက်ပြီးမနက်မိုးလင်းမှမြူကိုးတွေလိုဖြော့တော့နေတဲ့သူမရဲ့ပုံစံတစ်တောနဲ့အလင်းဆောင်တဲ့နေရာကိုငါအမြဲရှိမယ်တရွက်တွေကိုလေးတိုက်တိုင်းငါကိုသတိရပါအေလိသည်အိမ်ရှိတွင်နှွေးထွေးမှုရှိသောလမ်းကြောင်းပေါ်သို့ရှောက်လန်းခဲ့သည်သူ့နောက်တွင်ဝိညာဉ်၏အလင်းရောင်သည်နောက်ဆုံးတစ်ကြိမ်တောက်ပလာပြီးညဘက်တွင်ပျောက်ကွယ်သွားခဲ့သည်သို့သောထိုနေ့မှစ၍လေတိုက်သောတစ်ပင်များကိုဖျက်သွားတိုင်းအေလိသည်နူးညံ့သိမ်မွေ့သောအတန်ကိုကြားရနိုင်သည်ထိုတောအုပ်တွင်ကလေးဘယ်တော့မှမပျောက်ပြတ်တော့ကြောင်းဂတိပေးသောသူတဦးကိုကျိန်ဆိုခဲ့သည်